တူရီချင်းစမြအားလုံးပဲမင်္ဂလာပါနော်မနေ့ပြန်22ရက်5လ26ပေါ့နော်တောက်ကြနေ့ဖပိတ်နေမနေ့ခင်းအတွက်ပေါ့နော်ပိတ်နေမနေ့ခင်းအတွက်ကိုဒီကီးဆိုင်ကလေးကိုအရင်ဆုံးပြပေးမယ်နော်ကီးကကြတော့ဒီမှာရှိတဲ့9 6နှလုံးပေါင်းပါမယ်9ရဲ့6ရဲ့ပေါင်းတော့ပေါင်းခြင်းက1ရတယ်နော်1 6 8ကီးပေါ့နော်ဒါဆိုလို့ရှိရင်ထွက်ကနန်းလေးကိုတစ်ချက်တက်တိုင်းမယ်နော်ထွက်ကနန်းကဒီမှာပါ1 4ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာ1ကီး1 6 8မှာဒီမှာ1ဆိုပြီးဆင်းနေပေါ့နော်ဒါဆိုရင်အခုနောက်တစ်ပင်ကိုဆက်သွားမယ်4ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက8 3 1ကီးဆိုပြီးတော့ရထားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာပါထွက်ကနန်းလေးက33ဆိုတဲ့အတွက်ကြောင့်မို့လို့เนาะဒါကအပိုးထွက်တာပေါ့နော်အဲ့တော့နှလုံးစလုံးအပြည့်ဆင်းသွားတာပေါ့နော်ဒါဆိုရင်အခုဒီမှာเนาะဒီမနက်ဖြန်မနက်ခင်းအတွက်ကတွေ့ထားတာကခွန်ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း4 9နဲ့ကီးဆိုပြီးတော့တွေ့ထားတယ်เนาะဒါဆိုလို့ရှိရင်ထွက်ကနန်းပေါ့နော်ထွက်ကနန်းကဒီဘက်မှာ break ကိုတော့ပြမယ်နော် break ကိုတော့ပြမယ်ဆိုတော့ဒီမှာ6 3 9 6 3 ပေါင်းတော့6 9ပေါင်းတော့ပေါင်းခြင်းက5နော်5 3 3 break ဆိုပြီးတော့တွေ့ထားတာဒါဆိုရင်ထွက်သွားတာကမနက်ခင်းမှာ1 4ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက5 break ဆိုပြီးထွက်ထားတာပေါ့နော်5 3 3မှာဒီမှာ5ပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ပင်က4 3 9 4ရဲ့3ရဲ့ပေါင်းတော့ခွန်နဲ့9နဲ့ပေါင်းတော့ပေါင်းခြင်းက6 9 break ဆိုပြီးတော့တွေ့ထားတာဒါဆိုလို့ရှိရင်ထွက်ကနန်းကဒီမှာ3ရဲ့နှလုံးပေါင်းတော့เนาะပေါင်းခြင်း6 break ဆိုပြီးထွက်ထားတာ6 9မှာဒီမှာ6 break ပေါ့နော်ဒါဆိုရင်ခွန်ပေါ့နော်ဒါဆိုရင်နော်ခွန်ရဲ့4ရဲ့ပေါင်းတော့ပေါင်းခြင်းက1ကခွန်ရဲ့ထပ်ပေါင်းတော့8နော်8 3 1 break ဆိုပြီးတော့တွေ့ထားတယ်နော်ဒါဆိုရင်ခဏလေးတွေတွေ့ကြည့်အောင်နော်4 9နဲ့ကီးကတွေ့ထားတာက4 9နဲ့ပါနော်4ရဲ့9ရဲ့နဲ့ရဲ့ပါ break ကကြတော့8 break ဆိုတော့4 9နဲ့6ဆိုမှ8ပေါ့နော်ဒါဆိုရင်8 break လေးပါ3 break ဆိုတော့4 9ဆိုရင်4 3 break ဆိုတော့2 1ပေါ့နော်ဒါကတော့3 break လေးပါ1 break ဆိုတော့တခြားမဆို4ဆိုရင်ခွန်9ဆိုရင်2ဆိုရင်9ပေါ့နော်ဒါကတော့1 break လေးပါနော်နာကတော့ချက်ကနန်းလေးကိုပို့ကြိုက်ပါတယ်နော်နှစ်ပြန်တွေ့ကြိုက်တာ4 9 9 4နဲ့2 9 9 2ပေါ့နော်ဒီ4ခွန်ကတော့မကစားပါဘူးညနေခွန်လေးထွက်ထားတဲ့ကြောင့်မလို့ပြန်ကြပေါ့နော်ပြန်ကြမကြိုက်ပါဘူးထက်ကနန်းလေးကြိုက်ပါတယ်ဒါညီမကြိုက်တယ်ညီမရှာတွေ့တာကိုချက်ပြချင်းဖြစ်ပါတယ်ကိုတို့မတို့ကြိုက်တယ်မချင်တဲ့ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲမနေ့ပြန်အပိနေမနေ့ခင်မှာနောက်ဆုံးပဲအိမ်နဲ့လွယ်ပြီးတော့ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်